မြောက်ကခံရပြီဆိုရင်ဘယ်တော့မှဆွဲခွာဖို့မကြိုးစားပါနဲ့ညို့တွေဟာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်အနှံ့ကိုကြားပန်းကြိုက်တာမျိုးမဟုတ်ပါဘူးပထမဆုံးမင်းရဲ့ခန္ဓာကိုယ်ပူချိန်နဲ့လှုပ်ရှားမှုကိုအာရုံခံပါတယ်ပြီးရင်သူပါဇက်ကနေအားကောင်းတဲ့ဆုပ်ယူမှုကိုအသုံးပြုပြီးတွေ့ကပ်ပါတယ်ပြီးရင်သူ့ရဲ့ပါဇက်ထဲမှာရှိတဲ့တင်နှုံးဓာတ်လိုမျိုးထက်တဲ့မေယုတွေကလည်း၃ခုတောင်ပါရှိပါတယ်မေယုတစ်ခုချင်းစီတိုင်းမှာသွားသေးသေးလေးတွေအများကြီးရှိပါတယ်ဒီမေယုတွေကမင်းရဲ့အရေးပြားတဲ့ကိုဝိုင်းပုံစံမျိုးဖြစ်တော့မှုအရင်ဆုံးလုံးမှာဖြစ်ပြီးအဲ့ဒီနောက်မှာချက်ချင်းပဲအရေးပြားတဲ့ကိုအာနိတင်ကင်းတဲ့ထုံဆေးကိုထိုးသွင်းပါလိမ့်မယ်ပြီးရင်တွေးခဲတာကိုချက်ချင်းတားဆီးပြီးတဲ့ဟီရူဒင်လို့ခေါ်တဲ့တက်တမျိုးကိုထိုးသွင်းလိုက်မှဖြစ်ပြီးအဲ့ဒီအချိန်မှာကိုကမြောက်ကိုက်ခံရမှန်းကိုတောင်တရားတော့မှမဟုတ်ပါဘူးအဲ့ဒါပြီးရင်တော့ခန္ဓာကိုယ်ရဲ့ကတွေးတွေကိုဆုပ်ယူဖို့ကြိုးစားပါလိမ့်မယ်မျိုးတွေဟာသူ့ကိုယ်လေးချိန်ရဲ့9ဆအထိတွေးဆုပ်နိုင်ပါတယ်ဒါကြောင့်မြောက်ကခံရပြီဆိုရင်သူ့ရဲ့ပါဆက်အနာကိုစားဖြူပေးလိုက်ပါဒါမှသူကိုက်ထားတာကိုလွတ်ပေးမှဖြစ်ပြီးသူ့ဘာသာသူကြွေးကြသွားပါလိမ့်မယ်ခေါင်းလျှော်ရည်တစ်ခါသုံးယုံနဲ့တန်းတက်တနာကိုကိလေအောင်ဖြည့်ရှင်းနိုင်တယ်လို့ထင်နေကြတာလားဗျတကယ်တော့လုံးဝမဟုတ်ပါဘူးတန်းတစ်ကောင်ချင်းစီမှာတန်မာတဲ့ခြေသေးတွေရှိပါတယ်အသက်ရှင်တန်ဖို့အတွက်သူတို့ရဲ့ခြေသေးတွေကစပင်တစ်ချောင်းချင်းစီကိုတင်းတင်းကြပ်ကြပ်ပတ်ထားနိုင်ပါတယ်တခါရကပ်ပြီးတာနဲ့လွယ်လွယ်နဲ့ချောထွက်မသွားပါဘူးစပင်တစ်ချောင်းကိုစုပ်ကိုင်ရင်နောက်တစ်ချောင်းကိုကူးသွားပြီးအဲ့ဒီလိုနဲ့အချိန်တိုင်းပြုတ်မကြအောင်ကပ်နေတတ်ပါတယ်မတကောင်ဦးဖို့အတွက်အစင်သင့်ဖြစ်တဲ့အခါအကောင်းဆုံးနေရာကိုရှာပါတဲ့စပင်ရဲ့အောက်ခြေနာနွေးနွေးထွေးထွေးရှိတဲ့နေရာမျိုးကိုရွေးပါတယ်ပြီးရင်ပရိုတင်းတက်ပါတဲ့စိကက်တဲ့ကော်တမျိုးကိုထုတ်လုပ်လိုက်ပြီးစပင်ကိုတုပ်လေးလိုက်ပါတယ်ကော်မချောက်ခင်မှာဥကိုအဲ့နေရာမှာဖိကတ်ထားလိုက်ပါတယ်အဲ့ဒီဥကိုတော့ဥအလုလုခေါ်ပါတယ်ခဏလေးတွင်ကိုဟာမာကျောပြီးယေစုခံတဲ့အခွန်တစ်ခုအဖြစ်ခြောက်သွားပါတယ်ပြီးရင်စပင်နဲ့ခိုင်မြဲစွာစိကတ်သွားပါတယ်ဒါကြောင့်ပဲကောင်းလျှော်ရည်နဲ့ရေဟာချောထွက်သွားပြီးဥကိုတော့လောဝဘေးကင်းလုံခြုံစွာခြံထားခဲ့တာပါ